တကယ်ရလို့မင်္ဂလာပါကျွန်တော်ဒီနေ့မှာဆိုရင်ဘတ်စကားနိုင်ဝက်လောက်စီယုံနဲ့ရေတခွန်လေးနောက်ပြီးတော့အခုလိုမျိုးယထာတိတိလေးတွေစီးပြီးတော့တွားလလို့ရတဲ့ဥတိုင်ဆိုတဲ့နေရာလေးတစ်ခုကိုခေါ်သွားပါမယ်ထုံးစံတိုင်းဘယ်လိုတွားမလဲဆိုတာကိုကျွန်တော်ဗီဒီယိုရဲ့နောက်ဆုံးလေးမှာပြောပြပေးထားပါတယ်ခင်ဗျာကျွန်တော်မနေ့စောစောတွားတော့ကဒီဈေးတွေကစိုင်လေးတွေကတော့မဖွင့်သေးပါဘူးတချို့စိုင်အနည်းငယ်လောက်ပဲဖွင့်ပါတယ်လွန်ခဲ့တဲ့အနှစ်20ကျော်လောက်ကရောက်ပြီးတယ်ဆိုတော့ကျွန်တော်မှတ်ဉာဏ်ထဲမှာဒီနေရာတွေကတော်တော်လေးဝေဝါးဝါဖြစ်နေပါပြီအခုလိုမျိုးကားလေးနဲ့သူတို့အတီးရွက်တွေလာရောက်လာလေးကလည်းချစ်စရာလေးပါတိုးရီတောင်နေကြားမှာပေါက်တဲ့ဒီလိုမျိုးထူးထူးခြားခြားအတီးနှံတွေအပင်တွေကိုဒီမှာအများဆုံးတွေ့ရပါတယ်မိုးကြောက်ပန်းကြောက်တွေကိုထည့်ထားတာလည်းတကယ်ကိုအားရစရာကြီးပါဒီဈေးတွေကဖြတ်လျှောက်သွားရင်တရားလေးတစ်ခုရှိပါတယ်ဒီတရားလေးကထပ်ပြီးတော့ဖြတ်သွားတယ်ဆိုရင်တော့ကျွန်တော်တို့ရေတခွန်သွားဖို့အတွက်နေရာလေးရှိပါတယ်ဒီနေရာလေးကရှင်းတဲ့အတွက်ကြောင့်လမ်းမစရာတော့တိတ်မရှိပါဘူးကျွန်တော်တရားစင်းစင်းချင်းညာဘက်ကွေ့သွားတဲ့အခါမှာဒီလိုမျိုး church ကျောင်းလေးတစ်ခုကိုသွားတွေ့ပါတယ်အကယ်၍ခရစ်ယာန်ဘာသာဝင်တို့ဆိုရင်ဒီပေါ်မှာသွားပြီးတော့ဖျားရှိခိုးလို့ရမယ်ထင်ပါတယ်တိုးတောင်တွေကြားထဲမှာအေးအေးချမ်းချမ်းလေးရှိတာကြောင့်တခြား tourist attraction လိုမျိုးစူညံနေတဲ့ပုံစံလေးမဟုတ်ပဲနဲ့မနေ့စောစောတွားတဲ့အခါမှာအေးအေးချမ်းချမ်းလေးနဲ့အိမ်လူကောင်းပါတယ်ဒီရချက်တဲ့အရက်တွေကိုလည်းမျိုးစုံကိုရောင်းလာတွေ့ရပါတယ်ရေတကွန်ကိုသွားဖို့အတွက်ယထာသစ်တလေးစီးလို့ရပါတယ်ဒီယထာလေးစီးဖို့ကမနက်9နာရီကနေ9နာရီထိပဲဖွင့်ပါတယ်အဲ့ဒီတော့သွားမယ်ဆိုရင်တော့ဒီအချိန်လေးကိုတစ်ချက်ထားတတိထားပြီးတော့သွားပါလေကားနဲ့အပေါ်ခဏလေးတက်လိုက်တယ်ဆိုရင်ပဲဒီယထာစီးတဲ့နေရာလေးကိုရောက်ပါတယ်တန်းစီရတာတော်တော်ရှည်ပေမဲ့သူကယထာလေးတွေကမြန်တဲ့အတွက်အကြိုက်မစီရပါဘူးလက်မှတ်တစ်ဆောင်က90ပါအသွား90အပြန်90ပါယထာတစည်းနဲ့တစည်းကတော်တော်လေးကတ်တဲ့အတွက်ဓာတ်ပုံရိုက်တယ်ဆိုရင်လက်တွေကိုတတိထားပါအန်ရတော့များပါတယ်နောက်ပြီးတော့ယထာကထင်ထားတာဓာတ်ကိုမြန်ပါတယ်တချို့တွေကလမ်းလျှောက်တက်သွားလို့ရပေမဲ့ယထာစီးဖို့ကြံပြူပါတယ်ဒီလမ်းလျှောက်တဲ့အကွာဝေးက15မိနစ်20လောက်ရှောက်ရပါတယ်ကျွန်တော်ပြောသလိုပါပဲတတိထားမှာကလက်တွေကိုအပြင်ကိုထွက်ပြီးတော့ဗီဒီယိုလုံးဝမရိုက်ဖို့ပါအပြန်မှာစီးမယ်ဆိုရင်လည်းအခုတော့ကျွန်တော်တို့အလာတော့ကရက်တဲ့ဂိတ်မှာပဲပြန်စီးရမှာပါအခုဒီယထာအသေးလေးစုံတဲ့နေရာကကျွန်တော်တို့ဒီရေတခွန်ကိုသွားကြည့်လို့ရပါတယ်အပေါ်မှာလည်းစားတော့ဆိုင်လေးရှိပါတယ်အကယ်၍ကေဝဲကားစီးပြီးတော့အပေါ်မှာထပ်ပြီးတော့လည်းကြည့်လို့ရပါတယ်ကျွန်တော်ကတော့အဲ့ဒီကမတက်တော့ပါဘူးဒီနေရာလေးကတကယ်ကိုအေးအေးချမ်းချမ်းလေးရှိပါတယ်နောက်ပြီးတော့ tourist တွေကအရန်ကြိတ်ကြိတ်တူတိတ်ပြီးတော့မတွေ့ရပါဘူးအဲ့ပဝင်းကျင်မှာအိမ်ရောင်တဲ့ဆိုင်လေးတွေရှိသလိုသူတို့တောင်ပေါ်ဒေတာကလက်မှုပညာပစ္စည်းတွေရောင်းပါတယ်နောက်ပြီးတော့ဒီအပေါ်မှာထမင်းစားလို့လည်းရပါတယ်ထမင်းဆိုင်လေးတွေလည်းများပါတယ်ဈေးနှုန်းကလည်းတင့်တင့်နဲ့ဈေးနှုန်းလေးနေပါရေတကွန်ကအမြင့်ဆိုပေမဲ့ဒီစီးကြတာလည်းရှည်အားကကျွန်တော်မှတ်မိတဲ့လောက်ဆိုရင်တော့တော်တော်လေးကိုနည်းသွားတယ်လို့ခံစားရပါတယ်နောက်အဲ့ရေတကွန်ရဲ့အောက်နားမှာအိမ်နာရှိပါတယ်အဲ့အိမ်နာလေးနာသွားရိုက်တယ်ဆိုရင်တော့ရေတကွန်အနီးကဓာတ်ပုံရိုက်လို့ရပါတယ်နောက်ပြီးတော့ဒီရေတကွန်ဘေးပတ်ဝန်းကျင်မှာကာဖီဆိုင်အကြီးတွေလည်းရှိပါတယ်စပိန်နဲ့လာတဲ့လူတွေလည်းတော်တော်လေးကိုများပါတယ်ဒီနေရာလေးကအရန်ကိုအေးချမ်းတာကြောင့်ကျွန်တော်အပြန်မှာလမ်းလျှောက်ပြန်ဖို့ဆုံးဖြတ်ပါတယ်ကျွန်တော်လိုပဲလမ်းလျှောက်ပြန်တဲ့လူတွေလည်းရှိပါတယ်တတိထားမှာကတချို့နေရာလေးတွေလူပြတ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီမိန်းကလေးတွေပဲသွားမယ်ဆိုရင်တော့ယောက်ျားလေးအဖော်ပါတော့ပိုပြီးကောင်းပါတယ်စတိုးဆိုင်ရှိမှာကြောင်လေးတစ်ကောင်ထိုင်နေတာကိုချစ်စရာကောင်းလို့ဓာတ်ပုံရိုက်ခဲ့ပါတယ်အခုလိုမျိုးတောင်ပေါ်ဒေတာလေးမှာစတိုးဆိုင်လေးတိတိလေးရဲ့ဒီကြောင်လေးတစ်ကောင်ရဲ့နဲ့ဘဝလေးကအေးအေးချမ်းချမ်းလေးရှိတာကိုခံစားမိပါတယ်
ဈေးတွေကအလာနဲ့မတူဘဲနဲ့တော်တော်လေးကိုစီနေပါပြီနေရာတကာကတော့ထုံးစံတိုင်းတန်းစီနေပါတယ်ဝက်ဟုတ်ကြောင်ကအရသာမျိုးစုံရှိပါတယ်ကျွန်တော်ကအဆက်အရသာလေးမှာပေမဲ့ကျွန်တော်စားတဲ့အခါမှာလုံးဝအောင်မဆက်တယ်လို့ဘာမှထူးခြားခြင်းလည်းမရှိပါဘူးပုံမှန်ကျွန်တော်တို့ညာဈေးတွေမှာရောင်းတဲ့ဝက်ဟုတ်ကြောင်ရတာနဲ့တူတူပါပဲထိုင်ဝမ်ရောက်နေတဲ့ထုံးစံအတိုင်းသူတို့တော်တော်များများရဲ့ပစ္စည်းတွေကတပုံစံတည်းတွေဖြစ်နေတတ်ပါတယ်။ဒါကြောင့်ဆူဗီနီယာတွေဝယ်မယ်ဆိုရင်ဒီလိုနေရာမျိုးကနေရာတိုင်းမှာရှိတဲ့ပစ္စည်းတွေကိုပဲရောင်းတာကိုတွေ့ရမှာပါ။ဒီဆိုင်လေးမှာအထူးခြားဆုံးကတော့ကျွန်တော်တို့တစ်ခါမှမြင်ဘူးလေးမရှိတဲ့အသီးရွက်တွေကိုရောင်းတာပါ။ဒီအတီးရွက်နာမည်တွေကိုကျွန်တော်လည်းကောင်းကောင်းမခေါ်တတ်ပါဘူးဒါကြောင့်ဓာတ်ပုံသေချာရိုက်ပြီးတော့ဒီ AI ကိုမေးကြည့်တဲ့အခါမှာဒီအနီရောင်ရဲရဲရောက်ဂတ်တီးလို့ခေါ်ပါတယ်တဲ့မျက်လေးပန်းပွင့်အငုံလဲရောင်းတယ်နောက်ပြီးရေကနဖော့ရဲ့ဒီခရမ်းရောင်ဒီပန်းကော်ပီတွေလည်းရောင်းပါတယ်နောက်တစ်ခုထူးခြားတာကပင်မယ်သီးရဲ့ပန်းပွင့်ပါအဲ့ဟာကိုလည်းရောင်းပါတယ်အခုလိုမျိုးထူးထူးခြားခြားအသီးရွက်တွေကိုမှာပြီးတော့စားလို့ရပါတယ်တခုရှိတာကသူကတယောက်တည်းဆိုရင်တော့ကျွန်တော်အနေနဲ့ကတော့မှားတာအဆင်မပြေပါဘူးအများကြီးမှားတဲ့အခါမှာလည်းဈေးကတော်တော်လေးကိုကြီးပါတယ်ဒါကြောင့်စုလိုက်တငယ်ချင်း၄၅6ရောက်လောက်နဲ့သွားပြီးတော့မိမိစားခြင်းနဲ့အသီးရွက်လေးတွေစမ်းပြီးတော့မှာကြည့်လို့ရပါတယ်တတိထားမှာကကိုကတခါမှမမြင်ဘူးတဲ့အသီးရွက်တွေဖြစ်တာကြောင့်တင်မတဲ့ဆိုတာတော့စဉ်းစားပြီးမှတော့မှာစားစေချင်ပါတယ်အကယ်၍ဒီဗီဒီယိုကြည့်နေတဲ့တငယ်ချင်းတွေထဲမှာဒီအသီးအနှံလေးတွေရဲ့မြင်ဘူးတဲ့စားဘူးတဲ့ဆိုရင်လည်း comment မှာမျှဝေပေးလို့ရပါတယ်ဒီဥလိုက်ဆိုတဲ့နေရာလေးကိုသွားတာရှင်းပါတယ်ကျွန်တော်တို့ပြန်တဲ့ခါမှာဆိုရင်လည်းရောက်တုံးကဆင်းတဲ့ပါဇက်ကားဂိတ်ကိုပဲပြန်ပြီးတော့သွားစီးရမှာဖြစ်ပါတယ်ဒါကြောင့်ကားစီးမှားတွေပါဖြစ်စရာလည်းအကြောင်းမရှိပါဘူးဘယ်စကားစီးတာတော့ရှင်းပါတယ်အကယ်၍ကိုကထိုင်ကုန်ရကျင်တယ်ဆိုရင်ထိုက်ပေယထာဂိတ်မှာဒီ849ဆိုတဲ့ထိုက်ပေဥလိုက်ဘယ်စကားကိုသွားစီရင်ရပါတယ်ကျွန်တော်ကတော့ဒီဘယ်စကားစီးတဲ့ကြားတဲ့ဒဏ်ကိုမခံနိုင်တဲ့အတွက်ရှင်းတဲ့ဒီယထာဂိတ်မှာသွားစီပါတယ်ရှင်းတဲ့ယထာဂိတ်မှာကျွန်တော်ခုပြထားသလိုပဲထွက်လိုက်တာနဲ့ဘယ်စကားများတဲ့ဘက်ကိုမသွားဘဲနဲ့ညာဘက်ကွေလိုက်တယ်ဆိုရင်ဒီမှာလူတွေအများကြီးတန်းစီတဲ့နေရာမှာသွားစီပါဘယ်စကားက15မိနစ်20စီးလာပါတယ်တန်းစီတဲ့အခါမှာလူများတဲ့အတွက်ထိုင်ကုန်ရဖို့တော့မလွယ်ပါဘူးလူငယ်ဆိုရင်တော့နိုင်ဝက်လောက်မတက်ရက်စီရင်ဆိုရင်တော့အဆင်ပြေပါတယ်တခုရှိတာကတောင်ပလန်းဖြစ်တဲ့အတွက်ကြောင့်မတက်ရက်စီတဲ့အခါမှာနည်းနည်းတော့အခက်အခဲလေးဖြစ်ပါတယ်အကယ်၍လူကြီးတွေပါတော့ဘတ်စကားမစီးခြင်းဘူးတိုက်စီငါးစီးလဲတိတ်ပြီးတော့စီးမကြည့်ပါဘူးတစည်းလုံးကိုမှကျွန်တော်ကြည့်လိုက်တာဒီ application မှာကြည့်လိုက်တာ350 400လောက်ပဲပေးရပါတယ်တိုက်စီတစ်စီးထဲမှာမတိတဲ့လူတွေနဲ့ပေါင်းစီးတယ်ဆိုရင်တော့တစ်ယောက်ကို150ဆိုပြီးတော့သူအော်ခေါ်နေတာတော့ကြားပါတယ်ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပဲတကယ်ကြလုံးကျေးဇူးအထူးပဲတင်ရှိပါတယ်တကယ်ကြလုံးကျမ်းမာပျော်ရွှင်ကြပါစေဘိုင်ဘိုင်